အညူရောင်မေပဲရွက်လေးတို့အိမ်မက်တွေစီရှောက်ရတဲ့လမ်းကတိတ်ဝင်းလုံးနေတဲ့အခါသူများတွေထပ်ပူခတ်ခဲတွေထင်ရတဲ့အခါလက်လျှော့ပစ်ချင်လာတဲ့အခါဒီစကားလေးတွေကိုတွေးကြည့်ဖို့အကြံပေးခြင်းတယ် Remember when you start ဘာကြောင့်ဒီအိမ်မက်ကိုစခဲ့တာလဲခက်ခဲမယ်ဆိုတာသိပြီးသားပဲဒါပေမဲ့ဖြစ်ချင်ခဲ့လို့မဟုတ်လားဒီလမ်းကိုတိတ်သဘောကျခဲ့လို့လေတွေးဆုံခြင်းနဲ့လူတွေးဆုံခြင်းနဲ့နေရာတွေဖြစ်ချင်တဲ့စိတ်ကူးတွေတွေးကြည့်ုံနဲ့တိတ်ပျော်ရွှင်ခဲ့တယ်မဟုတ်လားသဘောကျတယ်ဆိုရင်အဆုံးထိဆက်သွားရမှာပေါ့ခဏအနားယူပြီးရင်ခဏလောက်ဒဏ်ရာတွေကိုဆေးထည့်ပြီးရင်ပြန်သွားရမှာလေထွက်ပြေးခြင်းတဲ့အခါအိမ်မက်မက်ခဲ့တဲ့အတိတ်ကနှလုံးသားကိုပြန်တွေးကြည့်ပါအဲ့ဒီအချိန်ကစိတ်အားထက်သန်မှုတွေနဲ့ပြန်စတင်မှာဘဝကအရှိကြီးကျက်မှသေးတယ်ကိုယုံကြည်ရမယ်လေအနားယူသိရင်ဘာမှမတွေ့ပဲအိတ်ချလိုက်ဝမ်းနေလာရင်အော်ဟစ်လိုက်ပြီးရင်ဆက်သွားနိုင်တယ်မဟုတ်လားလူချင်းရင်ရအောင်ယူရမှာပေါ့ကလေးရဲ့သဘောကျရင်ပိုင်ဆိုင်ရမှာပေါ့တေချာပေါက်လုံနိုင်မယ်လို့ယုံကြည်ပါတယ်မင်းမမလုံနိုင်ရင်ဘသူကလုံနိုင်မှတဲ့လေကွယ်